မင်္ဂလာပါရှင်။ Evaluate Resident မှာ BD Management တင်ရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ MNE လုံခြုံရေးတန့်ရှင်းရေးဝန်ထမ်းများနဲ့ဒူဘောက်ပြုလုပ်ခြင်း၊ရေကူးကန်တန့်ရှင်းရေးပြုလုပ်ခြင်း၊ကျင်းရုံးတန့်ရှင်းရေးပြုလုပ်ခြင်း၊Lobby Area တန့်ရှင်းရေးပြုလုပ်ခြင်း၊ကားပါကင် Area တန့်ရှင်းရေးပြုလုပ်ခြင်း၊ Evaluate Resident ရဲ့အဆောက်အဦအတွင်းအပြင်အလွှာလျှောက်လမ်းများအားလုံးကိုတန့်ရှင်းရေးပြုလုပ်ခြင်း၊လှေကားလက်ရန်များကိုတန့်ရှင်းရေးပြုလုပ်ခြင်းပန်းဟောက်စ်မှာရှိတဲ့ပန်းပင်များအားလုံးကိုရေလောင်းပြီးတော့တန့်ရှင်းရေးပြုလုပ်ခြင်းအစာအုပ်အဝင်လမ်းတစ်လျှောက်ကပန်းပင်တွေကိုရေလောင်းပြီးတော့တန့်ရှင်းရေးပြုလုပ်ခြင်း lift area ကိုတန့်ရှင်းရေးပြုလုပ်ခြင်း generator စီးရေဝိုင်းတွေကိုစစ်ဆေးပေးခြင်းအမိုက်ပုံးများတန့်ရှင်းရေးပြုလုပ်ခြင်း Evaluate Resident ရဲ့အရှင်များအားလုံးအစဉ်ပြေပြေနဲ့လုံခြုံစိတ်ချစွာနေထိုင်နိုင်မှုရအတွက်ကားဝင်ထွက်များကအစားနေ့ရောညပါဂရုတစိုက်ဆောင်ရွက်ပေးပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုလေးမှာဆိုရင်တော့အော်တိုဘာလအတွင်းမှာ BD Management တင်ရဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်